တိရိစ္ဆာန်တွေမှာတကယ်ပဲလူသားဆန်တဲ့စိတ်ဓာတ်ရှိသလားနယူးဇီလန်ပင်လယ်ထဲကဒီဖြစ်ရကတော့တင့်ကိုအံ့ဩသွားစေမှာပါဗျာနှစ်ဖက်လီခုနှစ်တုန်းကပေါ့နယူးဇီလန်နိုင်ငံ Ocean Beach မှာရေကူးသမား၄ဦးဟာပင်လယ်ထဲမှာအေးလူလူရေကူးနေခဲ့ကြပါတယ်ဒါပေမဲ့သူတို့မသိလိုက်က3မီတာကျော်ရှည်တဲ့ငမန်းပြူကြီးတစ်ကောင်ဟာသူတို့နားကိုကတ်လာပြီးတိုက်ခိုက်ဖို့ပြင်းနေတာပါပဲဒါဟာတကယ်ကိုအသက်အန္တရာယ်နဲ့ရင်ဆိုင်ရလို့နေပါဖြစ်ခဲ့တဲ့အခြေအနေပေါ့အဲ့ဒီအချိန်မှာပဲထူးခြားတဲ့ကယ်တင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်လင်းပိုင်ခုနှစ်ကောင်ကရှိတဲ့အုပ်စုဟာရေကူးသမားတွေကိုမြင်တာနဲ့ချက်ချင်းပဲအနားကိုရောက်လာခဲ့ကြတယ်ဗျာသူတို့ဟာရေကူးသမားတွေကိုအဝိုင်းလိုက်ပိတ်ဆို့ပြီးငမန်းညံကနေကာကွယ်ပေးခဲ့ကြပါတယ်လင်းပိုင်တွေဟာရေကူးသမားတွေဘေးကင်းရာကိုမရောက်မချင်းငမန်းကြီးနဲ့လူတွေကြားထဲမှာတတိုင်းတစ်ခုလိုအဆက်မပြတ်ကူးခတ်ပြီးအတားစီလှုပ်ပေးခဲ့ကြတာပါဒီလိုမျိုးဝိုင်းပတ်ကာကွယ်ထားတာဟာမိနစ်40တောင်ကြာမြင့်ခဲ့ပါတယ်ရေကူးသမားတွေကမ်းခြေပေါ်လုံလုံခြုံခြုံပြန်ရောက်တဲ့အထိလင်းပိုင်တွေကစောင့်ရှောက်ပေးခဲ့ကြတာပါဒါကိုကြည့်ရင်ဘာကြောင့်ဒီလိုလောက်တာလဲဆိုတာစဉ်းစားစရာပါပဲသိပ္ပံပညာရှင်တွေရဲ့အဆိုအရလင်းပိုင်တွေမှာ altruism လို့ခေါ်တဲ့အများအကျိုးဆောင်လို့ရှိကြတယ်လို့ဆိုပါတယ်သူတို့ဟာကိုယ့်မျိုးနွယ်စုဝင်တွေတင်မကပဲတခြားသက်သဝါတွေဒုက္ခရောက်နေတာကိုမြင်ရင်လဲကူညီတတ်တဲ့သဘာဝရှိကြောင်းဒီဖြစ်ရက်ကသက်သေပြလိုက်တာပဲဖြစ်ပါတယ်